အဖွားကြီးကငှက်လို့သေးလူဆဲဆဲမင်းကလေးကိုစံပြုတ်ပူပူတစ်ခွက်လှူဖို့ပဲရှိပါတယ်သို့တော်ဒါကကောင်းမှုဆက်မြစ်တာတစ်ခုဖြစ်သွားတယ်ကိုသားသမီးနှစ်ယောက်ကိုကယ်တင်နိုင်ခဲ့တယ်လအနေငယ်ကြပြီးနောက်မင်းကလေးကမင်းဆန်တော်မှာမိဖို့ကြောင့်သမားဖြစ်လာတယ်အနေဆုံးအလောက်ခက်ခဲဆုံးလုပ်ရပေမဲ့သူမကတော့အင်မတန်ကျဉ်နဲ့တယ်ငှက်ပြက်သေးလူနီးပါအခေတ်ကာလမှာတနက်စားဖို့ရှိတာကအိတ်ဆရာနေရာတစ်ခုရှိတာကကံကောင်းမှုကြီးပဲသို့တော်ဒီကံကောင်းမှုကမကြခင်မှာကံကြမ္မာကဖျက်ဆီးလိုက်တယ်အဲ့ဒီနေ့မှာတပုံတက်တွေရုတ်တရက်မျိုးကိုဝင်စီးတယ်ယူသွတ်တလို့မိရှို့တက်ဖြတ်လို့ရကြတယ်မင်းဆန်တော်တော်မှဒီစစ်ပေးမှာအလားအတပျက်စီးသွားတယ်သို့တော်အဲ့ဒီအချိန်မှာလူတွေနဲ့အတူအသက်ပြေးလွတ်နေတဲ့မင်းကလေးရုတ်တရက်ခြေလမ်းရက်လိုက်တယ်ဘာလို့ဆိုသူမငှက်လို့လမ်းမပေါ်လူလောင်းတွေဖြစ်ခဲ့တဲ့အချိန်ကိုသတိရတယ်သူမသိတယ်ဒီစစ်မဲ့ပုံတွေထဲမှာစားစရာမရှိရင်ထွက်ပြေးလို့လဲတေးဖို့ပဲရှိတယ်ဒါကြောင့်သူမကအဖော်တွေကိုအရင်သွားဖို့ပြောပြီးကိုတယောက်တည်းဆန့်ကျင်ဘက်ကိုပြန်သွားတယ်ဘာမှမကြည့်ပဲဥတီသွားတယ်ဘယ်အချိန်မဆိုအန်ရရှိနိုင်တဲ့မိဖို့ချောင်းကိုပြီးတော့အိတ်တဘာကိုယူပြီးမုတ်ဘူးအသားချောက်တွေကိုအယူမူးထည့်တယ်သူမကပြူးကျလာတဲ့တပုံတွေကိုရှောင်တယ်ထင်းပုံကိုဖွင့်ပြီးပုံလုံးမြောင်းတစ်ခုကိုရှာတယ်အရင်ကငှက်လို့ဒီမှာကိုးစားတက်တဲ့သူမအတွက်ဒါကလမ်းကျွမ်းတာပဲအတန်ကြာတော့လွယ်လွယ်ကူကူသွားထွက်နိုင်တယ်သူမကအစားကပြန်သွားပြီးအိမ်ရှိဆုံးနဲ့အမကိုကဲဖို့စဉ်းစားတယ်ဒါပေမဲ့တပုံတွေကရှေ့မှာရောက်နေပြီဒါကြောင့်ကိုတယောက်တည်းတောင်ကုန်းပေါ်တက်ပြီးတိတ်တဆိတ်ထွက်ပြေးတယ်သို့တော့သူမမျက်ပင်တွေကိုခွဲပြီးအောက်ကိုကြည့်တော့သူမလန့်လို့ပါဇက်ကိုလက်နဲ့အုပ်လိုက်တယ်ဘာလို့ဆိုအရင်ထွက်ပြေးတဲ့ကျွန်တွေအသက်ခံနေတာကိုမြင်လိုက်ရလို့မင်းကလေးမျက်ရည်တွေစီးကြတယ်သူမမထင်ထားဘူးမင်းဆန်တော်တစ်ခုလုံးမှာနောက်ဆုံးအသက်ရှင်ကျန်တာသူမတယောက်ပဲကံကောင်းတာကအရင်ကဲခဲ့တဲ့အဖွားကြီးလွန်ခဲ့တဲ့ရက်တွေကအေဂရိအမိတ်နဲ့နန်းတော်ဝင်သွားတယ်မျိုးစားကလည်းစစ်တပ်နဲ့အပြင်မှာရှိတယ်အဲ့ဒီအချိန်မှာမင်းကလေးကမြင်ကွင်းရှေ့မှာမိခိုးတအုံနဲ့မျိုးကိုကြည့်တယ်အခုသူမအသက်ရှင်ကျန်ပေမဲ့ဘယ်ကိုသွားရမှန်းလည်းမသိဘူးအခုချိန်မှာလမ်းကြောင်းအားလုံးကိုတပုံတွေကအဓိကထားဆောင်နေတယ်လူမရှိတဲ့တောတောင်တွေကိုထွက်ပြေးမှအသက်လန်းရှိမယ်ဒါမြင်တော့သူလမ်းလွဲနေတော့ကမှတ်တရတွေကိုတတိယသွားတယ်ဒီတစ်ခါစိတ်ကြိုက်ဖြတ်သွားမိတဲ့မြို့အနောက်ဘက်ကဘုန်းကြီးကျောင်းဟောင်းအဲ့ဒီနေရာကစိတ်ငြိမ်နေလူနေတာကြပါပြီဒီချိန်မှာအကောင်းဆုံးပုံအောင်စရာနေရာပဲဒါနဲ့အပြိုင်ကံကောင်းတာကဒီတစ်ခါထွက်လာတော့ကပါလာတဲ့စားစရာတွေအလုံးလုံးလောက်တယ်အဲ့ဒီမှာ10ရက်လောက်နေရင်နန်းတွင်းကစစ်တပ်ထုတ်ပြီးနှိမ့်နေရင်အသက်ချမ်းသာမယ်လို့ထင်တယ်ဒါနဲ့သူချက်ချင်းစားစရာတွေထမ်းပြီးညချင်းပဲဘုန်းကြီးကျောင်းဟောင်းစီသွားတယ်ဒီချိန်မှာနှင်းစီပန်း3ပွင့်ပစ်ချရုံပဲတစ်ပွင့်ကဘေးဥပတ်ကိုနှစ်ပွင့်ကယောဂဗျာတွေကို3ပွင့်ကကန်ဆိုးမှုတွေကိုဖယ်ရှားပေးတယ်မကြခင်ပဲမိုးလင်းတော့သူဘုန်းကြီးကျောင်းဟောင်းကိုရောက်သွားတယ်ဒါပေမဲ့တကားကိုတွန်းဖွင့်လိုက်တဲ့အခိုက်အတန့်မှာဒါတစ်ချောင်းသူ့လေပင်ကိုထိုးလာတယ်မင်းကလေးထိတ်လန့်ပြီးအသက်ရှူတောင်ရက်လူနီးပါချွေးတွေပါထွက်ကြလာတယ်သူ့မျက်လုံးကအောက်ကိုရွှေ့ကြည့်တဲ့အထိသူ့မခါမှာချိတ်ဆွဲထားတဲ့ဟောက်ဖူးရဲ့ကြောက်စိမ့်ဆွဲကိုမြင်လိုက်ရတယ်သူချက်ချင်းကြဲကြဲလောင်လောင်ပြောလိုက်တယ်ငါဟာဟောက်ဖူးကမိဖို့ချောင်းကကောင်းမလေးပါတယ်အပြင်မှာအခြေအနေတွေဆိုးရနေတဲ့လူတွေလည်းခက်ရှုပ်ရှုပ်နဲ့တခင်လေးသူ့ကိုမယုံကြည်ယုံတင်မကဘူးသူဟာတပုံတက်ကဆေးလွတ်တဲ့သူရှိုးလို့တောင်တန်တရားဖြစ်တယ်ဒါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာသက်သေပြဖို့အတွက်မင်းကလေးချက်ချင်းပြောလိုက်တယ်အိမ်ထဲကကြောက်တောင်တူပေါ်မှာရန်ဆိုတဲ့စာလုံးကိုရေးထားတယ်ပြီးတော့အိမ်ထင်းကအဲ့ဒီစာလုံးကတခင်လေးငယ်ငယ်တုန်းကကိုယ်တိုင်ထွင်းထားတာလို့ပြောဘူးလေဆိုတာကိုထည့်ပြောတယ်ဒါကိုကြားတော့တခင်လေးကမင်းကလေးကိုစမေးတယ်အိမ်ကမိဖို့ချောင်းမကြီးရဲ့အကောင်းဆုံးမုန်းကပါလေ是莲蓉酥，小姐爱吃甜口，刘婶每次做都会多加2条莲蓉。ဒီအဖြေကမှန်ကန်တယ်။တခင်လေးကိုချက်ချင်းလုံးဝစိတ်လျှော့သွားစေတယ်။ဒီအချိန်မှာသူမစိတ်ထဲမှာပျော်ရွှင်မှုတွေပြည့်နေတယ်။အိမ်ထဲမှာလူတစ်ယောက်တောင်အသက်ရှင်ကျန်နေသေးတယ်လို့သူမမထင်ထားဘူး။ဒါပေမဲ့မင်းကလေးစိတ်လျှော့လိုက်တာနဲ့ထောင်ဆုံးကနေရုတ်တရက်နောက်တစ်ခါအတန်တစ်ခုထွက်လာတယ်။ဟောက်ဖူးရဲ့အမကြီးကပုံနေတာပဲ။ဒါမြင်တော့တခင်လေးကညီမလေးကိုမင်းကလေးရဲ့စကြောင်းရှင်းပြတယ်။ဒီအချိန်မှာပဲအမကြီးရဲ့ဘိုက်ကရုတ်တရက်အော်တန်ထွက်လာတယ်။ပြီးတော့သူမမျက်စိရှိမှောင်ကျသွားတယ်။ဘိုက်စာလုံးလို့တတိလစ်သွားတယ်။တခင်လေးနဲ့တခင်မလေးတို့စားကြည့်ခန်းတွေကလွတ်ဝက်လန်းကနေထွက်ပြေးလာတာ။အရေးပေါ်အချိန်တွေမှာသူတို့ဘာမှယူဖို့အချိန်မရခဲ့ဘူး။ဒါနဲ့မင်းကလေးကသူ့မှာရှိတဲ့အစားအစာတွေအားလုံးကိုချက်ချင်းထုတ်ပေးလိုက်တယ်ပြီးတော့အဲ့ဒီရနံ့ကမင်းမျောနေတဲ့တခင်မလေးကိုချက်ချင်းသတိပြန်လာစေတယ်နောက်တော့သူကအစားအစာကိုမထိနိုင်ပဲအားရပါရစားတော့တာပဲပြီးတော့နောက်ရက်တွေမှာမင်းကလေးကသူတို့နှစ်ယောက်အတွက်ခိုင်မာတဲ့အားကိုးရာဖြစ်လာတယ်သူကတခင်လေးနဲ့တခင်မလေးကိုမိဘလိုမွေးရမယ်နှွေးထွေးအောင်နေရမယ်ဆိုတာတင်ပေးုံတင်မကပဲနောက်တစ်နေ့မှာကျိုးနေတဲ့အိုးတချို့ကိုကောက်ယူလာသေးတယ်တက်ဆင်လိုက်ပြီးတဲ့နောက်သူတို့ကရေနွေးနဲ့တောက်ကြတယ်ဒါပေမဲ့ငယ်ကလေးကစိုးစိုးရွားရွားမွေးမြူထားတဲ့တခင်မလေးအတွက်တော့ဒီလိုဘဝကိုဘယ်ခံနိုင်မလဲရက်အနေငယ်အတွင်းမှာပဲအေးမိတယ်ချားတယ်သတိလစ်တယ်ဒါကိုမြင်တော့မင်းကလေးကညလုံးပေါက်မိုးရွာနေတာတောင်တောင်ပေါ်တက်ပြီးသူ့အတွက်ဆေးပင်ရှာပေးတယ်ငယ်ကလေးကတောတောင်နဲ့အသက်ရှင်နေထိုင်ခဲ့တဲ့သူကအေးမိတာကယောဂတိတိလေးပဲဆိုတာသိတယ်လက်ဆက်တဲ့ချင်းပင်ရွက်ကိုပြုတ်ပြီးတောက်ယုံနဲ့ပျောက်ကင်းနိုင်တယ်တကယ်လဲနောက်တစ်နေ့မှာတခင်မလေးအဖျားကြပြီးသတိပြန်လာတယ်ပြီးတော့မင်းကလေးကသူ့အသက်ကိုကယ်တင်ခဲ့တဲ့အတွက်သူကမင်းကလေးကိုအလွန်လေးစားမိတယ်သူကငယ်ကလေးကမိဘတွေရဲ့မျက်စိထဲမှာထက်မြက်တယ်ဆိုပေမဲ့နားထောင်တတ်တဲ့စီကန်းရှိတယ်အခြားသူတွေရဲ့အမြင်မှာလည်းအားကြစရာတထေးသမီးကြီးပဲဒါပေမဲ့အခုလိုအကြက်တဲတဲ့ရောက်မှသူ့ကိုယ်သူဘလောက်အသုံးမကျမှန်းသိလာရတယ်သူဆုံးဖြတ်ချက်ချလိုက်တယ်ဒီကနေစပြီးလုံးဝပြောင်းလဲသွားမယ်လို့အကြခင်မှာသူတို့3ယောက်စားသုံးလိုက်တဲ့အတွက်မင်းကလေးယူလာတဲ့အစားအစာတွေကုန်လူနီးပါးဖြစ်သွားတယ်အဲ့ဒီအချိန်မှာမင်းကလေးကသိတယ်သူတို့ဟာဖျားเจ้าပြက်လေးမှာထိုင်ပြီးအသေးခံနေလို့မဖြစ်ဘူးဆိုတာဒါနဲ့သူတယောက်တည်းထွက်ပြီးအခြေအနေကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီရက်တွေအတွင်းအတူတကွအသက်သေဆုံးခဲ့ကြတဲ့အတွက်အခင်လေးနဲ့တခင်မလေးကသူ့ကိုမိသားစုလိုတတ်မှတ်နေပြီးဒါနဲ့သူတို့ကမင်းကလေးကိုတယောက်တည်းအနေနဲ့မသွားစေချင်ဘူးလို့တင်းတင်းကြပ်ကြပ်ပြောတယ်အသက်ရှင်ပါစေသေးပါစေသူတို့အားလုံးအတူတကွရှိရမယ်ဒါကိုကြားတော့မင်းကလေးအရန်စိတ်လှုပ်ရှားသွားတယ်ဒါနဲ့သူက3ယောက်သားအတူတူသွားဖို့ခေါင်းညှိလိုက်တယ်ဒါပေမဲ့သူတို့တောင်ချေကိုရောက်တာနဲ့ရက်ဆက်တဲ့စစ်တီအုပ်စုတစုနဲ့တိုးမိတယ်ဒါနဲ့သူတို့ကလမ်းရွဲပြီးရှောင်ဖို့ကြံလိုက်တယ်ဒါပေမဲ့ဒီချိန်မှာတခင်မလေးကတကိုင်းချောက်တစ်ခုကိုမတော်တဆနင်းမိသွားတယ်ဒီတစ်ချက်ကတပုံတွေကိုချက်ချင်းသတိထားမိစေတယ်သူတို့ကလက်နက်တွေကိုထုတ်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်ဒါကိုမြင်တော့ကြောက်လန့်တကြား3ယောက်သားချက်ချင်းမြေပေါ်မှာလှဲချပြီးအတန်မထွက်ပဲနေလိုက်တယ်ဒါပေမဲ့တပုံတွေကဆက်ပြီးချင်းကပ်လာတယ်ဒီလိုဆက်သွားရင်ဘာဖြစ်မလဲဆိုတာသူတို့3ယောက်လုံးအသက်ဆုံးရတော့မယ်要不是夫人，我早化成地里的一捧灰了。我这条命是夫人的，只要我活着，就绝不能让少爷和小姐出事。少爷，看好小姐，捂住她的嘴，无论外面发生什么，哪怕我被乱刀砍死，也绝对不要出来。说完，他便独自迎着叛军的刀锋走了出去。